ရာ3ပါးရှိတဲ့နဲ့ဆရာမြင်ဆရာကြားဆရာဆရာဒီကျွန်တော်ရဲ့မြင်ဆရာဖြစ်တဲ့တော့ဆရာပေါ်ကျွန်တော်မကျေနပ်တာရှိခဲ့ရင်မကြိုက်တာရှိခဲ့ရင်စိတ်နဲ့ပြစ်မှားခဲ့တာရှိရင်စိတ်နဲ့ဆဲခဲ့တာစိတ်နဲ့အလိုမကျကစီကံဝစီကံမနောကံအမျိုးမျိုးကံတော့ကံကြီးပဲနဲ့ပြစ်မှားခဲ့သည်ရှိတော့ဆရာကျွန်တော်ကိုကြည်အေးခွင့်လွှတ်ပေးပါလို့ကျွန်တော်ဒီကနေ့ရှစ်ခုတောင်းမှန်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာကကျွန်တော်ရဲ့မြင်ဆရာဖြစ်တဲ့အတွက်အားဒါကြောင့်ကျွန်တော်မှအမှားများရှိခဲ့ရင်စိတ်ကစော်ကားမိတယ်ပဲဖြစ်ဖြစ်စိတ်ကဆဲခဲ့ဆူခဲ့မိတာပဲမကြိုက်တာပဲဖြစ်ဖြစ်အမျိုးမျိုးပေါ့ကျူးလွန်ခဲ့ရင်ဒီကနေ့ကြည်အေးပေးပါလို့ဆရာကိုကျွန်တော်ရှစ်ခုတောင်းမှန်းပါတယ်ဆရာကိုဝါးမြင်ဆရာကိုအော်